Hiya gaba. Loma sara la tepe da dwe ko lama kane. Tin pi chu along Yeshu ko sata baby da. Aso min taka mani de ya ya. Chi yin le ai ne lu myao chin. Tin ya a ne so a ta chet pyan phit la lai mai. Takhu be lo de. Tin yin nyu chin ne ma tin shi ne. Takhu be. Confident ပြည့်နေ guilt offering ဆိုအဲ့ဒီအတွက်ဘုရားလုပ်ပေးတာတင်ခုဆိုပါစို့ကွာနောက်ဆုံးစင်ပြောမယ်မတရားသောမိထုံထဲမှာတင်ရှိတယ်ဒါပေမဲ့အဲ့ထဲမှာစက်နေဖို့ဘုရားလုပ်ရှိလားမရှိဘူးဒါဆိုဘယ်လိုလုပ်မလဲရိုးလေးပဲဒီနေ့စာရွမတရားသောမိထုံထဲမှာတင်ရှိနေတော့မှယေရှုနာမနဲ့ငါသည်တန်ရှင်းတော်သူဖြစ်တယ်ယေရှုနာမနဲ့ငါသည်တန်ရှင်းတော်ယေရှုအားဖြင့်ငါသည်တန်ရှင်းတော်သူဖြစ်တယ်နေ့တိုင်းဝန်ခံလာရင်အချိန်ရှိတိုင်းဝန်ခံလာရင်ငါသည်ညညူးတော့သူမဟုတ်ဘူးငါသည်တတ်ရှင်းတော့သူဖြစ်တယ်ဆိုတော့နေ့တိုင်းအချိန်တိုင်းမှာတတိယတိုင်းယေရှုအားဖြင့်ငါကြောင့်မဟုတ်ယေရှုအားဖြင့်ငါသည်တတ်ရှင်းဖြစ်တော့သင်ဝန်ခံတတ်လာရင်အဲ့ဒီအကျင့်ဆိုးကလေအချိန်တစ်ခုရောက်လာရင်ဝန်ခံလဲဆိုတော့ဘယ်ဒီဝန်ခံလဲသိလားမဖြစ်မချင်းတင်ဝန်ခံကြည့်ဟောဆိုပါစို့ဗျာဆိုပါစို့မိဝဲဖဝဲလာကြတယ်ဗျာလက်ထပ်ဖို့လည်းခက်ခဲရှိတယ်ချစ်သူလည်းမကြလင်မယားလည်းမကြခလဲမှာလင့်လက်တယ်လို့ဆွဲနေတဲ့အဖွဲတွေဥပမာပြောတာရှိတယ်ဒါဒီလိုမျိုးနိုင်ငံခြားမှာရရှိတယ်အဲ့လိုရှိတယ်ဆိုရင်မန်းသွားလဲပြောလားမပြောဘူးမမအောင်နေလည်းပဲပြန်မပြန်နေဒါဆိုဘာလုပ်မလဲ guilt offering ဆိုတဲ့အရာဘာလဲသိလားအဲ့အတွက်ယေရှုလုပ်ပေးပြီးသားဆိုတင်လုံးမရတခုပဲရှိတယ်တင်စူးစမ်းလို့မရဘူးတင်ဝန်ခံလို့ရတယ် come on မကြောက်ပါဆိုတော့ပြောမယ်တင်စူးစမ်းလို့မရတဲ့အရာဝန်ခံလို့ရတယ်အာမင်ဆိုပါစို့တင်ကအကျွေးဘလုံးမချေနိုင်ဘူးမချီတော့ပြောတယ်အထက်ခက်ကပြန်ချီးမင်းနေတယ်ဘလုံးမချေနိုင်ဖြစ်တယ်တင်ဘာလုံးမလဲတလားအကျွေးချိန်ဖြစ်ကြောင်းယေရှုနာမနဲ့နေတာဘာလို့လဲတင်မတတ်နိုင်တော့လို့တင်ယူထားတဲ့အကျွေးကတင်တတ်စားတော့မကုန်တော့တဲ့အကျွေးဖြစ်နေပြီဆိုရင်တင်မရတော့ဘူးဒါဆိုယေရှုတော့တင်အားကိုးရတော့မယ် come on ဘာအားကိုးရမလဲတင်မရဘူးပြန်ပြောမယ်တင်ဘာအားကိုးရမလဲ good ယေရှုတော်ဆိုပါလေသင်မလုံနိုင်တဲ့အရာကိုလှုပ်ပေးတာကိုယေရှုတော်လို့ခေါ်တယ်မရပါဆိုလို့ပြန်ယေရှုတော်ဆိုပါလေသင်မလုံနိုင်တဲ့အရာကိုလှုပ်ပေးတာကိုယေရှုတော်လို့ခေါ်တယ်အာမင်ဆိုတဲ့ယေရှုတော်တင်လုံးဝစိတ်ချရမယ်သင်ဖခင်ကသင်အပြစ်ထဲမှာနေတာကိုပြောတယ်ဖခင်လို့ထင်လားအဲ့အပြစ်ထဲမှာအပြစ်ကလည်းတင်းကိုရွှေ့နှုတ်ပြီးသားဒါပေမဲ့တင်းမှာဘာဖြစ်နေအဲ့ဒီအပြစ်အကျင့်ညာပြန်ကြံနေတာအပြစ်ရပါလေအပြစ်မရှိတော့ဘူးဒါပေမဲ့အပြစ်ရပါကြီးပြန်ကြံတာလေအကျင့်ဘုရားခင်တော်ယေရှုခရစ်တော်အသွေးတော်ဒီငါတို့အပြစ်ရှင်းအောင်ရှင်းကြောပြောတဲ့ကြောင့်တင်းအပြစ်မရှိဘူးဒါပေမဲ့တင်းမှာဘာဖြစ်နေတာပြန်တက်လာလေအဲ့ဒီအပြစ်ရအကျင့်ရတင်းကိုပြန်လုံးမစေနေတာအကျင့်မပြောင်းတာအဲ့ဒီအကျင့်ပြောင်းဖို့အတွက်တင်မလုံနိုင်ဘူးစိတ်ချပြောလိုက်မလုံနိုင်ဘူးအကျင့်ဆိုးလူတိုင်းမှာရှိတယ်မလုံနိုင်ဘူးဒါပေမဲ့မှတ်ထားထပ်ပြောမယ်အဲ့ဒီအကျင့်ဆိုးကတင့်ကိုပန်းနိုင်ရောက်ဖွင့်အတွက်နှောင့်နှေးစေတယ်တချို့ဆိုတေတဲ့ထိမရောက်သွားဘူးအဲ့ဒီအကျင့်ကြောင့်အကျင့်ဆိုးကြောင့်အပြစ်ကြောင့်မအကျင့်ဆိုးကြောင့်ဘယ်တဲ့ဖျားထားတဲ့ level ကြီးအမြင့်ကြီးဖျားချင်းမြောက်ချင်တာအများကြီးအဲ့ထဲမှာပဲလဲနေတယ်ဘာကြောင့်လဲအဲ့အကျင့်ဆိုးကြောင့်အပြစ်ကြောင့်မဟုတ်ဘူး there is no condemnation လို့ပြောရတဲ့ကြောင့်တင်မှာအပြစ်မရှိတော့ဘူးဒါပေမဲ့အပြစ်ရဲ့အကျင့်အပြစ်သားဘဝမှာရှိခဲ့တဲ့အကျင့်မလွတ်နိုင်ဘူးဖြစ်နေတယ်ဘာကြောင့်တင်ရဲ့ mindset မပြောင်းတာအဲ့ဆိုတင်ပြောင်းလုပ်လို့ရတနည်းပဲရှိတယ်တင်ရဲ့အကျင့်ကိုနိုင်တာတင်ရဲ့နှုတ်ကဝန်ခံခြင်းပြန်လုပ်ခြင်းမရောရင်တင်ရဲ့နေ့တော့မလုပ်နဲ့တင်အကျင့်ဆိုကြီးအပီးပိုင်အမြင့်ကနေထုတ်သွားတဲ့တင်လုံနိုင်တဲ့ຢာတစ်ခုပဲရှိတယ်ဝန်ခံခြင်းပြောဝန်ခံခြင်း
ပြောရဝန်ခံခြင်းအဲ့ဒီဝန်ခံခြင်းအတင်းကိုလုံးဝထူးခြားတော့ပြောင်းလဲမှုအဲ့ဒီတယ်လိုမျိုးချင်းလုံးလဲလိုက်ထားလိုက်ဘွားနဲ့လွတ်မြောက်ခြင်းအရေးကြီးဆုံးဝန်ခံခြင်း